ကျွန်တော်တို့ရေတောက်တဲ့ခါကျရင်ဘာမှမစင်စားပြီးတောက်လိုက်တာပဲပြင်းစရာရေတောက်ရတာအဲ့တော့ကျွန်တော်တို့ပြောင်းတောက်တယ်ဘာလဲဆိုတော့ crystal water ပေါ့လေကျွန်တော်ဒါကိုဝယ်ထားတာ9လလောက်တော့ရှိပြီပြောရင် spiritual သမားတွေတော့ဒါတော့ရင်းနေတယ်ပဲအချို့တွေကြတော့ဘာလို့တောက်တာလဲဆိုတော့ spiritual ဘိုင်းနဲ့မသွားဘူးဆိုရင်ရေတောက်တာကိုရွေချက်ရှိတောက်ချင်လို့ပေါ့လေဒါကိုထပ်ခွဲလိုက်မယ်ဆိုရင်တော့အဓိကတော့တီးတစ်ခုကက်ချင်တာပေါ့ငါရေတောက်နေပါလားဒီတောက်နေတဲ့ရေတွေဒီအထဲဝင်မှာပါလားဆိုတော့တတိလေးတစ်ခုကပ်ပြီးတောက်ကြည့်ရပေါ့ပြောရင်ကျွန်တော်တို့မှာတီးစိတ်ဆိုတော့ level ရှိကိုဖြစ်နေတဲ့လောက်ရက်တွေမှာဘယ်လောက်တီးစိတ်ကန်နိုင်လဲနောက်ပြီးငါဘယ်လိုခံစားရတယ်အခုလက်ရှိဖြစ်နေတဲ့အချိန်တွေမှာပေါ့ဒါကိုဖမ်းမိတဲ့ level ကြတော့ emotional level လို့သတ်မှတ်လို့ရတယ် fun fact ကျွန်တော်ရဲ့ဖုန်းကိုပါတော့ reminder နဲ့ဆိုရအနည်းချက်တော့ရေတောက်တောင်လေးနဲ့ထူးထူးခြားခြားဖြစ်ချင်ပြီးတဲ့အရေးလို့မခံစားရခြင်းကျွန်တော်တို့တောက်ကိုတက်လည်းကြိုးရှိတယ်ပြောရတာတရားသမားရဲ့အတွက်ဆိုရင်လည်းသမားကြီးအကောင်းတယ်လို့ပဲဆိုကြပါစို့နောက်တစ်ခုမှာကျွန်တော်ကဒီဗီဒီယိုလုံးဝ sponsor မဟုတ်ပါဘူးစားကောင်းတဲ့အရာတစ်ခုဖြစ်ပြီးမျှဝေတဲ့ပုံပါပဲ